ကြွရောက်တော်မူပါယံရိုသေလေးမြတ်စွာလျှောက်ထားအပ်ပါသည်ဗျာယရာဘုရားကျောင်းတိုင်းမှာဆရာတော်တန်ခါတော်အရှင်သူမြတ်များအမတ်6ရက်ကွက်လုံးဆိုင်ရာမောင်ဓမ္မယုံတော်ကြီးအတွင်းသို့အာယုံဆုံးလူခံကြွရောက်တော်မူလာပါပြီလူချင်းလူမပေါင်းများနေဖြင့်သာရိကဒါနမြောက်ကိုယ်တိုင်ကိုကြလောင်းလူနိုင်ကြပါပြီအမတ်6ရက်ကွက်သူရက်ကွက်သားများတွေပေါင်းစုပြီးကောင်းမှုပြုကြတဲ့22နှစ်မြောက်ရဲ့4ကြိမ်မြောက်ဖြစ်လူဒန်းသမှုတွေပြုနေခြင်းဖြစ်ပါတယ်အာယုံဆုံးလောင်းလူခဲ့တာဆိုရင်ဖြင့်22နှစ်တိုင်ခဲ့ပါပြီ22နှစ်မြောက်ရဲ့4ကြိမ်မြောက်အဖြစ်စွန်းနေစွန်းရင်လျာများကိုတော့ကျောင်းပေါင်း28ကျောင်းမှဝါစုဝါကတ်တော်မူကြကုန်သောဆရာတော်တန်ခါတော်အပါ600ကျော်တို့အားလူဒန်းသမှုတွေပြုနေခြင်းဖြစ်ပါတယ်